ခဏနေမှလှုပ်လို့ရပါတယ်ပြီးမှလှုပ်လို့ရပါတယ်ထိုင်းလိုပြောချင်တယ်ဆိုရင်เดี๋ยวค่อยทำก็ได้เดี๋ยวค่อยทำก็ได้ခဏနေမှယူလို့ရပါတယ်ပြီးမှယူလို့ရပါတယ်เดี๋ยวค่อยเอาก็ได้เดี๋ยวค่อยเอาก็ได้ခဏနေမှသွားလို့ရပါတယ်ဆိုလို့ရှိရင်เดี๋ยวค่อยไปก็ได้เดี๋ยวค่อยไปก็ได้ခဏနေမှပြောလို့ရပါတယ်เดี๋ยวค่อยบอกก็ได้เดี๋ยวค่อยบอกก็ได้ခဏနေမှရှာလို့ရပါတယ်ပြီးမှရှာလို့ရပါတယ်เดี๋ยวค่อยหาก็ได้เดี๋ยวค่อยหาก็ได้အခုကြည့်နေတဲ့သူကဒီအသုံးပြုနည်းလေးကိုသဘောပေါက်တယ်ဆိုလို့ရှိရင် comment ထဲမှာခဏနေကြရင်စားလို့ရပါတယ်ဘယ်လိုပြောရမလဲရေးခဲ့ပေးပါအကျိုးရှိတယ်ဆိုရင် like share လေး comment လေးရေးထားပေးလို့ရပါတယ်တေတန်းအကြောင်းအသေးစိတ်ကိုတော့အခုကြည့်တဲ့ချက်ပေါက် Messenger မှာအသေးစိတ်မြင်မြင်နိုင်ပါတယ်